ရွာထဲမှာမောင်ဝက်ဆိုရင်နတ်ဆိုးမပြောနဲ့မွေးကင်းမိကောက်နောက်ဆုံးကြွက်ကလေးမြင်တာတော့အော်ပြေးတဲ့အလွန်ကြောက်တတ်သူအဖြစ်လူသိများတယ်ဒါပေမဲ့တနေ့မှာတော့သူရမ်းချစ်ရတဲ့စိတ်ဆက်ထားသူကောင်မလေးဟာတောအုပ်ထဲမှာလမ်းပြောက်ပြီးပျောက်ဆုံးသွားခဲ့ရတယ်မောင်ဝက်ဟာကြောက်လွန်းလို့တုန်လှုပ်နေပေမဲ့ချစ်သူကိုကယ်ဖို့အတွက်တယောက်တည်းတောနက်ထဲကိုဒနီမီအိမ်လေးကင်ပြီးဝင်သွားခဲ့ရတယ်တောအုပ်ထဲရောက်တာနဲ့တစ်ပင်ကြီးတွေရဲ့အရိပ်ကကြောက်စရာတရေတစေတွေလို့မြင်နေရတာပေါ့တစ်ပင်ကြီးပေါ်ကဇီးကွကကြီးတကောင်ကမင်းမအော်ပဲမပြေးပဲငါပဟေနီကိုဖြေနိုင်ရင်မင်းချစ်သူရောက်နေတဲ့နေရာကိုလမ်းညွှန်မယ်လို့အတန်နဲ့ကြီးနဲ့ပြောလိုက်တယ်မောင်ဝက်ဟာကြောက်စိတ်ကိုမျိုးသိပ်ပြီးဇီးကွက်ကြီးရဲ့ပဟေနီကိုညံသုံးပြီးအောင်မြင်စွာဖြေဆိုနိုင်ခဲ့တယ်ဒုတိယတဲလွန်စကတော့မြူမိုင်းဆိုင်နေတဲ့မျက်နှာကြီးပေါ်ကရိုင်းနဲ့တစ်သားတရားကိုဖျက်ဖို့ပဲဖြစ်တယ်မောင်ဝက်ဟာမျက်လုံးမိတ်ခြေလန်းတိုင်းကိုတတိထားပြီးကြောက်စိတ်ကိုအနိုင်ယူကမြစ်တစ်ဖက်ကန်းကိုအောင်မြင်စွာကူးဖြတ်နိုင်ခဲ့ပါတော့တယ်တောင်လှိုင်ကူရှိရောက်တဲ့အခါမှာတော့လှိုင်ကူထဲကနေတရေမဟုတ်ပဲကောင်မလေးနဲ့ရွာသားတွေထွက်လာတာကိုအံ့ဩစွာတွေးလိုက်ရတယ်အမှန်တော့ကောင်မလေးပျောက်သွားတာမဟုတ်ပဲမောင်ဝက်ရဲ့ကြောက်စိတ်ကိုဖျောက်ပေးဖို့ရွာသားတွေအားလုံးပူးပေါင်းပြီးစမ်းသပ်ခဲ့ကြတာပါဒီဖြစ်ရပြီးတဲ့နောက်မောင်ဝက်ဟာတကယ်တမ်းမှာမိမိကိုယ်တိုင်ကြောက်နေတဲ့ကြောက်စိတ်ဆိုတာစိတ်ရဲ့ဖန်တီးမှုတစ်ခုပဲဆိုတာကိုသဘောပေါက်သွားပြီးရွာမှာအရေးရင်ဆုံးလူလင်တစ်ယောက်ဖြစ်လာခဲ့ပါတော့တယ်